ဒီနေ့မှာတော့ငငယ်တုန်းကမေမေအိမ်မှာဒင်းချင်သမင်းချက်မလောက်ဖြစ်တဲ့အခုကျော်နဲ့နဲ့ချင်းဟင်းကိုပြန်ချက်ကြည့်သွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးငါ့ကိုရေနွေးနဲ့တေချာဆေးပေးပြီးရင်တော့စားစနင်းရင်နေပြီးတော့15မိနစ်လောက်နှက်ထားပေးရပါမယ်ဒါကတော့ချင်းချက်တဲ့နေရာမှာသုံးရမယ်ပါဝင်ပစ္စည်းတွေပဲဖြစ်ပါတယ်ချင်းချက်ဖို့စပြင်ပါပြီပါဝင်ပစ္စည်းတွေပြင်ဆင်ပြီးသွားပြီဆိုရင်တော့ငါ့ကိုစကြော်ကြပါမယ်ငါကြော်တဲ့အခါမှာစီးပေါက်တတ်တာမလို့သတိထားပြီးကြော်ပေးကြပါခင်ဗျာဒီနေထားလောက်ရရင်ဆယ်လို့ရပြီပဲဖြစ်ပါတယ်ငါကြော်နဲ့လုပ်ဖို့အတွက်ကြက်သွန်ဒီကိုစကြော်ပါမယ်ကြက်သွန်လေးနွမ်းသွားပြီဆိုရင်တော့မြုပ်ကြီးခွဲချမ်းစထည့်လို့ရပါပြီအခုသတိထားမှာငရုတ်ကြီးခွဲချမ်းထည့်ပြီးတဲ့အချိန်မှာစက်မပြတ်မှွေပေးနေဖို့တော့လိုပါတယ်။မဟုတ်ရင်ငရုတ်ကြီးကျွမ်းပြီးတော့ခါသွားတတ်လို့ဒီနေထားလောက်ရရင်တော့ကြော်ထားတဲ့ငါးတွေထည့်ပြီးစနှက်လို့ရပါတယ်။ခုဆိုရင်တော့ပြီးပြည့်စုံတဲ့ဟိုကြော်နက်ကတော့ရသွားပြီပဲဖြစ်ပါတယ်ခင်ဗျာ။ချင်းချက်ဖို့အတွက်ကြက်သွန်ဖြူလေးရောကြိတ်ထားတာကိုစီစတတ်ပါပြီခင်ဗျာငခုကောင်းတွေပါရောပြီးစီတတ်ပါမယ်ခုဆိုရင်ခရမ်းညင်သီးထည့်ပြီးတော့ခရမ်းညင်သီးတွေကရေထွက်လာတဲ့အထိချက်ထားပြီးလိုက်ပါမယ်ဒီနေထားလောက်ဆိုရင်တော့မုံလာဦးနဲ့ရိုးတွေကိုထည့်လို့ရပြီပဲဖြစ်ပါတယ်ရမ်းပြစ်နေတဲ့အတွက်ရေလေးနည်းနည်းရောလိုက်ပါမယ်။ရတာအပေါ့ငံမြည်ကြည့်ပြီးတော့စားနဲ့ငံပြားရည်လေးနည်းနည်းထည့်လိုက်ပါမယ်။နောက်ဆုံးမှာနန်းနန်းမင်းလေးအုပ်လိုက်မယ်ဆိုရင်တော့အရန်ကိုထမင်းစားမြင်တဲ့ချင်းတစ်ခွက်ရသွားပြီပဲဖြစ်ပါတယ်ခင်ဗျာ။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။